သာဓုသူမောင်စာပေတိုက်ပွဲအဖေနဲ့ကျွန်တော်ဒီအနုပညာကိစ္စရဲ့စာပေဂီတရုပ်ရှင်များတွင်ဗရာဒလန်တန်တလန်မဟုတ်တော့လဲနည်းနည်းတော့ဝိဝါဒကွဲပြားခဲ့ကြပါသည်ဒါကတော့အဖေဒီကုံတယ်ပွဲစားမဟုတ်တယ်လို့ကျွန်တော်ကလည်းထိုအမွေမျိုးကိုစက္ကန့်ခဲ့သူမဟုတ်တော့ကြောင့်ပါထိုလုပ်ငန်းမျိုးကဘိုးစဉ်ပေါင်းဆက်ပုံသိနည်းဖြင့်စက္ကန့်ရလိရှိပါသည်ဒါတော့ခင်မိလာခြင်းပေါ်မူတည်၍အနှဲငယ်ပြောင်းလဲလောက်ကန်ရတတ်သည်များရှိပါသည်ဥပမာဘိုးဘေးစင်ဆက်ကငပိငချော့လုပ်ငန်းသည်သာသမီမြင်းမြစ်လက်ထက်တွင်လုံနီးကန်နီးမှအစကုံထုတ်ဖို့နီးအထိကွာခြားလာတတ်ပါသေးသည်ရေဘူးရသဘောပြောရလျင်ရုပ်ပိုင်းဆိုင်ရာလုပ်ငန်းများသည်ပုံသဏ္ဍာန်အဖြစ်မြန်မြန်ပြောင်းချင်ပြောင်းမည်အနှစ်သာရပိုင်းကတော်တော်နဲ့မပြောင်းလဲတတ်ပါအနုပညာကိစ္စကတော့စိတ်ပိုင်းဆိုင်ရာဦးစားပေးမှုပုံသဏ္ဍာန်ရောအနှစ်သာရပါအပြောင်းအလဲမြန်ပါသည်အဖေလက်ထက်နဲ့သာသမီလက်ထက်ကိုခဏဘေးဘယ်ထားလို့မိမိကိုယ်တိုင်ပင်လျင်ချက်ချင်းပြောင်းလဲသွားတတ်သည်မဟုတ်ပါလားတမြန်နေ့ကဆရာသားတို့နဲ့မနေ့ကဆရာသားတို့မတူနိုင်သလိုမနေ့ကသူ့မောင်နဲ့ဒီကနေ့သူ့မောင်ဒီလည်းကွဲပြားလာတတ်ပါသည်ထိုအခါဆရာသားတို့နဲ့သူ့မောင်တို့အနုပညာကိစ္စ၌ဝိဝါဒကွဲပြားလာတာဘယ်မှာစမ်းပါတော့မည်နည်းအဖေနဲ့ကျွန်တော်ဒီကျွန်တော်စရေးစပုံနှိပ်စာမူစတင်ဖော်ပြခံရကြတဲ့ကရေးဟန်နှင့်ပတ်သက်၍ပဋိပက္ခရှိခဲ့ကြပါသည်ဆိုကြပါစို့စကားပြေရေးရ၌အလျင်းတင်သလိုစကားပြောဟန်များပါသွားတဲ့ချင်းကိစ္စမျိုးတေးသချင်းဆိုရ၌မြန်မာသံတေးများကိုခေတ်ပေါ်ဂီတဒုရိယာများအသုံးပြုခြင်းကိစ္စမျိုးရုပ်ရှင်ရရ၌ပရိသတ်တွေးစရာကိုခြံပြီးပျောက်ကကြော်ပြသည့်ကိစ္စမျိုးသို့တော့ကျွန်တော်တို့ညီကိုတစုတည်းတွင်မူကျွန်တော်ကအဖေနဲ့အနေနီးလို့လားမသိအနုပညာရေးရ၌တိတ်ပြီးတော့ကဆန့်ကျင်ဘက်မဖြစ်တဲ့ချီနည်းနည်းပါးပါးငင်းရခုံရလောက်သာရှိပါသည်ဒါလည်းသူ့ဘက်ကိုယ်ဘက်အလျှော်အတင်းလုပ်ရင်းကိစ္စပြီးသွားတာပါပဲတခါတရံမလျှော့နိုင်မပေါ့နိုင်သောကိစ္စများပေါ်လာလျင်တော့အဆူအဆဲခံပြီးဇွတ်လုတ်ချင်လှုပ်ချသို့မဟုတ်ကအဖေအလိုကိုလိုက်လျောပြီးကျွန်တော်ကရှော့ပေးရပါသည်ပေါ့ဒါကလည်းဘာပဲဖြစ်ဖြစ်ခုနဝုဒ္ဓိဂုံအဖြစ်ရောဝရဝုဒ္ဓိအတ္တအဖြစ်ရောဆရာသားတို့ကကြီးမြတ်ခြင်းအပြင်ဆရာသားတို့သည်ကျွန်တော်အဖေမဟုတ်ပါလားဘာပဲဖြစ်ဖြစ်ခုပြောပြမှာကဘယ်လိုမှငြိမ်းချမ်းစွာဖြေရှင်းလို့မရနိုင်သည့်အရက်ပြဿနာကိုစာပေဖြင့်တိုက်ခိုက်ကြခြင်းပါပထမဦးဆုံးတာရုသူမောင်စာပေတိုက်ပွဲခေါင်းစဉ်နဲ့ပတ်သက်၍အလျင်စလိုရှင်းပြရစီထိုခေါင်းစဉ်ဖြင့်ပင်1992အော်တိုဘာလထုတ်ကလျာမဂဇင်းတွင်ကျွန်တော်ကကွမ်းစကားဆောင်းပါးတစ်ပုဒ်ရေးခဲ့ပူပါသည်ဒါကိုပင်ပထမဆုံးဝန်ခံရခြင်းမှာထိုဆောင်းပါးပါအချက်လက်အချို့နဲ့ယခုရေးသည့်စာစုပါအချက်လက်အချို့တူကောင်းတူသွားနိုင်သောကြောင့်ဖြစ်၏သို့သောတေချာတာကတော့ယခုစာစုသည်အရက်တေစာနှင့်ပတ်သက်၍ဇောင်းပေးရေးသားမည်ဖြစ်ခြင်းပင်ထို့ကြောင့်အနုပညာရဲ့ကိစ္စအငြင်းပွားမှုထက်အရက်တေစာနှင့်ပတ်သက်သောပဋိပက္ခကိုဦးတည်ပါလိမ့်မည်နောက်ဖြင့်ဘာကြောင့်ဒီကောင်းစဉ်ကိုပဲပြန်ယူရသနည်းကျွန်တော်ကြိုက်လို့လေတကြောင်အရက်နှင့်ပတ်သက်၍စာအားဖြင့်အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်လေတကြောင်ဖြစ်ပါသည်အဖေသည်အရက်မတောက်တဲ့ယုံတမကအရက်ဆန့်ကျင်ရေးသမားဖြစ်ကြောင်းစာဖတ်သူတည်ပြပါပြီ
ထို့ထက်ပို၍ကအရက်တောက်တဲ့သူမှန်သမျှကိုပါတိုက်ခိုက်တတ်ခြင်းဖြစ်ပါသည်သူတငယ်ချင်းများဖြစ်ကြသောဆရာတော်ရာဆွေဆရာတင့်တယ်တို့ကိုကိုယ်တိုင်အရက်ဝယ်တိုက်သူတို့နှင့်အတူဘားဆိုင်လိုက်ထိုင်ပေးတာဘာကြောင့်မှစဉ်းစား၍မရပါအထူးသဖြင့်မူအရက်ကြိုက်တဲ့ခဲ့သောအကိုမောင်ဝနနှင့်ကျွန်တော်အပေါ်ပို၍ဂရုစိုက်ပြီးထိုးစစ်ဆင်ပါသည်ကိုယူပကအရက်ဝေးလို့စစ်လိပ်ပင်မတော့တတ်သောကြောင့်အဖေကကိုယူပအပေါ်ချီကျူးရင်မနှမြုပ်ဟန်ပြပါသည်အရက်မတော့ခြင်းအတွက်ဘဝံတွေ့ပြီးစစ်လိပ်စိကရက်မတော့တတ်ခြင်းအတွက်အားမလို့အမရဖြစ်ဟန်တူပါသည်အဖေကစိကရက်ကိုအဆက်မပြတ်မိကူပြီးတောက်တဲ့သူမဟုတ်လားချင်းစမုတ်ကဆိုပါစို့မင်းလူဒီကအရက်ကိုလမ်းကြုံသဘောအပြိုအပြက်တောက်တဲ့သူမို့အဖေကောင်းစွာမရင်းမိခဲ့ပါဂန်ကြီးပေစွာကျွန်တော်အရက်ကောင်းကောင်းတောက်တဲ့နေမှန်းကို1985ခုနှစ်လောက်တွင်အဖေလက်ပူးလက်ချက်မိတော်ပါသည်အဖေခရုံးမတွေ့သောစာရေးဆရာများနှင့်တပူးတွဲလုံနေသည်ကိုအဖေကစုံစမ်းမိထားသည်ပြီးတော့ထိုဆရာများသည်အဖေနှင့်စာပေအယူအဆဝိဝါဒသိပ်ပြီးမကွဲလှတော့လဲလမ်းချင်းတော့နည်းနည်းကွာပါသည်အဓိကအစင်းမကတ်တာကတော့အရေးကိစ္စပင်ဖြစ်သည်ထိုဆရာတို့ဒီဆရာသိန်းတန်းထွန်းဆရာထွန်းစိသိပ္ပံဆရာအထောက်တော်လှအောင်ဆရာအောင်ပြီထိုဆရာများနှင့်ညနေတိုင်းအချင်းချက်လုပ်ပြီး42လမ်းအရက်ဆိုင်မှာဆုံးဖြတ်ကြတာကိုအဖေကသိနေထားသည်လက်ပူးလက်ချက်ဖမ်းမိရန်လဲစူးစမ်းခဲ့ပုံရသည်ကျွန်တော်တို့ကလည်းမော်တော်ကားထဲလဲဖြင့်42လမ်းသို့သွားကြသည်တခါတရံကျွန်တော်တခါတရံဆရာထွန်းစိသိပ္ပံဤအများဆုံးသုံးတာကတော့ကျမ်းမာရေးဝန်ကြီးဌာနမှလူကြီးတစ်ယောက်၏ရုံးကားဖြစ်သည်ထိုရုံးကားမောင်းသူကိုလာမြတ်မှာကျွန်တော်တို့နှင့်အဖွဲကျသူဖြစ်ပြီးသူအလုပ်ချိန်ပြီး၍အိမ်ပြန်သောအခါထိုကျမ်းမာရေးကားကြီးကိုပါညအိတ်ယူသွားခွင့်ရှိသည်ဖြင့်ကျွန်တော်တို့ဝိုင်းသိမ်းလျင်အိမ်နိုင်ရာရောက်လိုက်လံပို့ဆောင်ပေးရှာပါသည်ကားမှာထိုစဉ်ကနောက်ဆုံးပေါ်ဘော့စဝစ်ကွန်ပုံမကားအဖြူကြီးဖြစ်၏ကျွန်တော်တို့ကတင်ငန်းကျွန်းမှနေပြီးအဖေကဝန်ဒါမီယာမှာနေသူဖြစ်ရာချက်ချင်းဖမ်းမိရမလို့တော့လေထိုဘော့စဝစ်ကွန်ကားဖြူကြီး၏တရင်ကိုအဖေကခြေရခံမိပြီဖြစ်ပါသည်ဤသို့အပြင်တနေ့တနေ့ကျွန်တော်တို့ညာကြီးတကောင်တင်ငန်းကျွန်းချံပြန်ရောက်ကြသောအခါစောစောကဘော့စဝစ်ကွန်ကားကြီးကိုရှေ့မှမိကြီးထိုးပြီးပိတ်ဖမ်းဆီးလိုက်သောအဖေကနှင့်ပတ်ပင်းတိုးပါတော့သည်အရက်တော်နေတော့ဖမ်းမိခြင်းမဟုတ်တော့လေအရက်ဆိုင်မှပြန်လာသည်ကိုမူညင်းမရတော့သောကျွန်တော်ခမထိုညမှစပြီးအဖေနှင့်အတူဝန်နာမယာခြံသို့ပါသွားခဲ့လေရာအဖေကွယ်လွန်ကနီး1992ခုနှစ်အထိဟိုမှာပင်နေပြည့်သွားရပါတော့သည်ဟိုမှာပင်ခြံချင်းကလေးရဲ့အိဘုံနှင့်ဆုံပြီးအိမ်တော်ကြခဲ့ရတာကအမျက်အဖြစ်အဖတ်တင်ရသည်ဟုဆိုကြပါစို့ရဲ့စကားမဆက်ပြောပါတယ်အဖေအိမ်သို့ရောက်ချင်းကျွန်တော်အိတ်ဆက်နားနေရန်ဂရံမှု့ရာအစင်သင့်ပြင်ထားသည်ကိုတွေ့ရပါသည်ဘယ်တော့ကလေးကစီမံကိန်းဆွဲထားမှမသိရပါအမြဲတမ်းရှုပ်ပွားနေသောအဖေအကန်းတော်တနေရာကိုတတ်တရရဲ့ရှင်းလင်းထားပါသည်ထူးခြားသည်မှာဂရံဘေးနိုင်ရန်၌ဂတ်ထုဖျားတပေပတ်လေလောက်ပေါ်တွင်စာတမ်းများရေးပြီးကတ်ထားခြင်းဖြစ်၏ငါအဖေအရက်မတော့ကတဲ့ဖြင့်ငါအားအယတမသားဟုအခွန်မခံခဲ့ရငါသားများအရက်မတော့လျင်အယတမအဖေဟုအခွန်မခံရသောနောက်ထပ်ဂုဏ်တစ်ခုတိုးပေဦးမည်တဲ့ဒါသည်ဆရာသားတို့ကစတင်တိုက်ခဲ့သောနိုင်ရန်ကဝေဖန်ရေးစာပေပင်ဖြစ်တော်သည်ခွင့်မိကောက်ကြည်တော်စုဖြစ်သောငမိုက်သားကျွန်တော်သည်ထိုစာတမ်းနှင့်ပတ်သက်၍ပြန်လည်ခြေပါခြင်းမရှိဘဲအဖေအိမ်မှနေခဲ့ပြီးမကြာမတင်မှာပင်ရက်ကိုပြန်၍ခိုးတော့နေခဲ့ပါသည်ထိုစဉ်ကကျွန်တော်ပြင်းသည်ဟုအကြောင်းပြပြီးငယ်ငယ်ချင်းဖြစ်သူကြပြဆရာမြင့်ဆောင်ကိုအဖေအိမ်သို့အတူခေါ်ထားခဲ့ပါသည်သူ့ကိုဝရဏတွင်နေရာပြည့်
အရက်ပလင်းကိုသူ့အဆောင်၌ဝှက်ထားပါသည်ထို့နောက်အကြီးကြီးကိုနီးနီးလေးမှကြည့်လျင်မမြင်ရဟုသောအဆိုအမိန့်ကိုကျွန်တော်ကောင်းစွာလိုက်နာခဲ့ပါတော့သည်အတော့ဟူမူညစာထမင်းစားကနေည10 နာရီလောက်တွင်ကိုမြင့်ဆောင်၏အဆောင်သို့ကူးပြီးအရက်ကိုတဝါတော်ပြီးထမင်းစားလိုက်ပါသည်စားပြီးချင်းမှပင်အဖိတ်ထံအနှိကပ်၍အလုပ်ကိစ္စများအခြားဘာဟရက်များကိုအော်ကြီးဟစ်ကျဲပြောပါသည်အဖေကနားလေသည်အရက်နှံ့တို့တဘာဝမှာတောက်ခါစား၌ကောင်းစွာမထွက်ပါအစာကိုလည်းအပေါ်မှဖိသိပ်လိုက်သဖြင့်အနှံလုံးဝမရနိုင်ပါဒါကိုအခွင့်ကောင်းယူပြီးကျွန်တော်ကအဖေနာကပ်ပြီးဟန်လုံချင်းဖြစ်ပါသည်တောက်ခါစားမှုအိမ်ကြီးကလည်းမပြတ်သေးပါဒီနည်းဖြင့်ကျွန်တော်သည်အဖေ၏အနိကရန်သူအသားထဲမှလောက်ထွက်သောတရှုဖြစ်ခဲ့ပါတော့သည်ကျွန်တော်ကအနိကပြီးအရက်တောက်နေတာအဖေမြင်မိခဲ့ခြင်းသို့တော့သတိတရားအလွန်နေပါသောကျွန်တော်အားမကြမတန်အချိန်မှပင်အရက်တောက်တာအဖေမိသွားပါတော့သည်ဖြစ်ပုံကအဖေသည်ကျွန်တော်တို့အရွယ်ရောက်သည့်အထိမကြာခဏဆိုသလိုဖယံနမ်းရှုပ်တဲ့ခြင်းကိုကျွန်တော်မိနေခဲ့ပါသည်တညတော့စောစောကပြောတင်သည့်အတိုင်းတောက်စားအဖေနဲ့စကားပြောပြီးကျွန်တော်အိပ်ရဝင်ခဲ့ရာညတကောင်ကျော်တော့သူအိတ်ခါနီဘာစိတ်ကူးပေါက်သည်မသိကျွန်တော်အားလာရောက်နမ်းရှုပ်ပါတော့သည်ဒါကနောက်မှသိရတာပါကလေးသေးကလေးမောအိပ်ပျော်နေသောကျွန်တော်ထံမှအချိန်တန်၍ထွက်လာသောအရန်နံများကတစ်ချင်တောင်လုံးလှောင်၍ဟောင်းနေပါသည်နောက်တစ်နေ့နဲ့အဲ့ရကနိုးလို့မျက်နှာသိမီဟုခေါင်းရင်းကသွားလိုက်သဘောတန်ကိုယူလိုက်သောအခါတရန်းစာဖြတ်ပိုင်းတစ်ခုဖောက်ဆွလျက်သာပါလာပါသည်ထိုဖြတ်ပိုင်းကိုဖြန့်ကြည့်လိုက်သောအခါအဖေဘယ်တော့ကဖြတ်သိမ်းထားမှမသိသောဘောင်ခတ်နိုင်ငံခြားသတင်းတစ်ပုဒ်ဖြစ်နေသည်ကိုတွေ့ရပါသည်အကြောင်းအရာမှာဩစတြေးလျနိုင်ငံတွင်ဘီယာတော်သုံးဥယျာဉ်များလာသောကြောင့်ကင်ဆာရောဂါပုံမှုဖြစ်ပွားသည်ဟုသောစေတုရတနာသတင်းဖြစ်နေတော့သည်ကျွန်တော်ညာတိုင်းခုတ်တော့တာအဖေတည်သွားပြီမှာတေချာနေပါပြီထိုတနနလုံးကျွန်တော်မှာစိုးရိမ်စိတ်တွေဖြင့်ရန်ကုန်နေရပါသည်အဲ့ရကအဖေနိုးလာလျင်ဘယ်လိုရင်ဆိုင်ရမည်ကိုလည်းစိတ်ကူးနေရပါသည်လက်နီးပေါင်းစုံကိုလည်းကြိုတင်စဉ်းစားနေရပါသည်အဖေကမိုးလင်းကနေမှအိပ်ပြီးနေ့လေမှအဲ့ရကထသူပါထိုစင်မှာပင်ကျွန်တော်အားနမ်းမှားပါတော့သည်နှကောင်းနှမျက်တော့မဖြစ်နိုင်အနည်းဆက်ဆုံးကတော့ကိုကြီးကျော်ဖြစ်နိုင်သည်ညနေစောစောရောက်လာတော့လှုပ်သားပြည်သူနေစဉ်သတင်းစာကိုအမတ်မတ်ကောက်ရန်လိုက်ရာယခုခေတ်သတင်းစာများထက်နှစ်ဆခန့်ရှိသောစာမျက်နှာပြည့်စေပညာဆောင်းပါးတစ်ပုဒ်ကိုတွေ့ရပါသည်ဆောင်းပါး၏အနှစ်သာရကဆေးလိပ်စိဂရက်တောက်ခြင်းသည်ကင်ဆာရောဂါကိုပုံမှုဖြစ်ပွားစေသည်ဟုသောအချက်ကိုအကွက်ကြကြရေးထားခြင်းဖြစ်တော်သည်ကျွန်တော်ဖတ်ပြီးချင်းပင်ထိုဆောင်းပါးစာမျက်နှာကိုတက်တက်ရဖြတ်တောက်ပြီးအဖေကရင်ပေးစပွဲပေါ်ရှိအဖေစိဂရက်ဘူးဖြင့်အသာဖိ၍တင်ထားလိုက်ပါတော့သည်ဒါသည်ကျွန်တော်ကပထမဆုံးပြန်လည်တိုက်ခိုက်သောစပွဲတင်စပေဝီပန်ရေးဖြစ်ပါတော့သည်ဒီလိုနဲ့တာဖနှစ်ယောက်ဟန်ကိုဖို့လုံရင်နိုင်ငံကစပေတိုက်ပွဲကလည်းပြင်းထန်လာပါတော့သည်နည်းနည်းအေးရကထားတိုင်းကျွန်တော်ကရင်ခေါင်းရင်းတွင်အရက်ဆန့်ကျင်စာတမ်းများတနေ့တစ်မျိုးမယိုးအောင်ကပ်ပြီးတာရုဟုလက်မှတ်ထိုးထားတာနေ့စဉ်တွေ့မြင်နေရပြီးအဖေကရင်ခေါင်းရင်းတွင်လည်းစိဂရက်၏စူးကျိုးများကိုစာရေးပြီးကျွန်တော်ကပြန်ကပ်ထားတဲ့နေပါသည်ဥပမာနာနာမတ်ဖနက်ဖြစ်မယ်တာရုဟုအဖေကစက်ကပ်လျင်ကျွန်တော်ကထီးနဲ့ဖနက်မပါလျင်ငွေခါမှသိလိမ့်မည်သူ့မောင်ဟုတံပြန်ထုံးနေပါသည်ထိုတာရုသူ့မောင်စာပေတိုက်ပွဲသည်လအတန်ကြာခဲ့ပါသည်သို့သောစာရေးတဲ့နှင့်အတွေ့အကြုံအရာ၎င်းအသက်အရွယ်အဖြစ်၎င်းဖခင်ဟုသောယာရုအဖြစ်၎င်းနောက်ဆုံးတော့ကျွန်တော်ရှုံးရပါသည်အဖေနောက်ဆုံးကျွန်တော်ခေါင်းရင်းတွင်ကတ်လိုက်သောရွှေပေလာမှာတလုံးတည်းသာဖြစ်ပါသည်
လလုံးကြီးတင်စံကဝက်စပေါတဲ့သူ့မောင်တောက်ကြဆာဆောင်အမှတ်451မတ်လ2001